ကျွန်တော်ဒီနေ့ပြောပြချင်တာကတော့လုံးဝမပေါ့စတင်တော့အဓိကယောဂလက္ခဏာ၃ခုအကြောင်းကိုပြောပြချင်ပါတယ်။ကျန်းမာရေးဒီတမှုအရှိဆုံးပိုင်ဆိုင်မှုဖြစ်တယ်။ယောဂဝင်လာပါကခန္ဓာကိုယ်ကတဘာဝအလျောက်တတိပေးလေးရှိတယ်။အလုတ်ရှုပ်ခြင်းဂူးမဆိုင်ခြင်းတို့ကြောင့်လက္ခဏာများကိုလစ်လူမရှုတင်ပါ။အချိန်မီမကုတပါကအသက်အန္တရာယ်ထိခိုက်ပြီးလုံးဝမပေါ့စတင်တော့အဓိကလက္ခဏာ၃ခုကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ရင်မက်အောက်ခြင်းနဲ့အသက်ရှူအားခက်ခဲခြင်းရင်မက်အောင့်ဒီဟုဆိုရတွင်ဓာဖြစ်ထိုးတကဲ့သို့ဆူရှစွာနာကျင်မှမဟုတ်ပါရင်ဘက်အလေတက်တဲ့တွင်လေးလံနေခြင်းတင်းကျပ်နေခြင်းမွန်းကျက်တယ်လို့ခံစားရခြင်းတို့သည်နှလုံးယောဂ heart attack ၏ရှေ့ပြေးလက္ခဏာများဖြစ်နိုင်ပါတယ်အထူးသဖြင့်ထိုနာကျင်မှုသည်လက်မောင်းဘယ်ဖက်မေးရိုးသို့မဟုတ်ကြောဖက်ကိုပြန့်နှံ့သွားခြင်းချွေးစည်းများပြန်လာခြင်းနှင့်မောပန်းခြင်းဒီလိုတွဲဖက်ဖြစ်ပေါ်ပါကအစာအိမ်လေနာဟုထင်ပြီးအချိန်မဆွဲပါနဲ့နှလုံးတွေးကြောပိတ်ခြင်းဖြစ်နိုင်တဲ့ဖြစ်မိနစ်ပိုင်းအတွင်းအသက်ဆုံးရှုံးနိုင်ပါတယ်ဆေးရုံတို့ချက်ချင်းတွားပြရန်လိုအပ်ပါတယ်မနစ်အကြောင်းရင်းမရှိဘဲကိုယ်အလေးချိန်တိတာစွာကြဆင်းခြင်းဓာတ်ရက်လှုပ်ခြင်းလေးချိန်ခန့်လှုပ်ခြင်းမရှိဘဲ10ပေါင်နဲ့အထက်ရုတ်တရက်ကြဆင်းခြင်းဒီကောင်းသောလက္ခဏာမဟုတ်ပါ၎င်းဒီခန္ဓာကိုယ်အတွင်းရှိဇီဝကမ္မဖြစ်စဉ်များမဟောင်းယွန်းနေကြောင်းပြသနေသည်ဖြစ်နိုင်ခြေရှိသောယောဂများမှာထိန်းချုပ်မြတော့စီးချုပ်ယောဂ thyroid hormone အဆိပ်တင်ခြင်း thyroid hormone များတာကိုဆိုလိုတာကင်ဆာအမျိုးမျိုးဥပမာအဆုတ်အစာအိမ်ဥလန်းကြောင်းဒီလိုကင်ဆာအမျိုးမျိုးဖြစ်နိုင်တယ်နံပါတ်3ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်းမိုးကြိုးပစ်လိုက်တဲ့ကဲ့သို့ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်းဒီတွေးကြောပေါက်ခြင်းဖြစ်နိုင်တယ်မျက်နှာတစ်ချမ်းရွဲ့သွားခြင်းစကားပြောလေးလံမပီတာခြင်းလက်မောင်းခြေထောက်လုံးမရခြင်းမျက်စိရုတ်တရက်ဝါသွားခြင်းဒါတွေရှိရင်လေဖြတ်ခြင်းလက္ခဏာဖြစ်နိုင်ခြေအလွန်များတစ်ဖြစ်ပေါ်ဆ၍မရပါဤအခြေအနေတွင်အချိန်ဒီအသက် time is brain ဖြစ်တယ်နိုင်ပိုင်းတွင်ကုတမှုမခံယူပါကအုံနောက်ဆဲများအမြဲတမ်းပျက်စီးသွားပြီးယာတက်ပံမတန်မဆွမ်းဖြစ်သွားနိုင်တယ်ဒါကြောင့်ဒီလက္ခဏာများသည်ခန္ဓာကိုယ်ကပြီးတော့အရေးပေါ်အချက်ပြမှုများဖြစ်တယ်ခဏနေရင်တက်တာတွားမှာပါဟုတွေးပြီးစေးမိတူဖြစ်မကုတတင်ပါယောဂကိုစောစီးစွာသိရှိခြင်းကကုတပျောက်ကင်းနိုင်ခြေကိုမြင့်မားစေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်